2K ဘုံနောက်ပိုင်းမွေးတဲ့ကလေးတွေကဘောလုံးပွဲစဉ်တွေကိုတကယ်ရောကြည့်ကြင်ကြသေးရဲ့လားပေါ့ဘောလုံးပွဲဝါသနာပါနည်းနည်းနေလာတယ်ဗျကျွန်တော်တို့ခေတ်တုန်းကကြတော့ဒါကကိုယ့်ရဲ့ဒီဟို manly character ကိုပြဖို့အတွက်တစ်ခုတည်းသော entertainment လုပ်တဲ့နေရာလည်းရှိတယ် game တွေလည်းရှိတော့ရှိတယ်ဗျဒါပေမဲ့ game ကဘောလုံးလောက်ဟိုကျွန်တော်အတွက်ဆိုရင်ပြောတာပါမလွယ်ကူနေဘူးကျွန်တော်အိမ်မှာလည်း game set တွေပါလည်းဝယ်နိုင်တဲ့အနေအထားမှလည်းမရှိနေဘူးငယ်ငယ်တုန်းကဆိုရင်မိနစ်90အချိန်1နာရီခွဲ2နာရီလောက်ပေးပြီးဘောလုံးပွဲကြီးကိုပြီးအောင်ကြည့်ဖို့ဆိုတာသူတို့စိတ်ဝင်စားတဲ့ entertainment တစ်ခုမဟုတ်တော့တာတော့သိကြတယ်အဲ့အတွက်ကြောင့် sport ကနေတော့ပြန်လဲကြိုးစားပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ sport ကကိုတက်ဆိုးပါဆိုတော့ကျွန်တော်ဒီနေ့ကတော့တကယ်လေးလေးနက်နက်နှစ်ကခန်းစားနေရတဲ့တကယ် main event ဘောလုံးပွဲစဉ်တွေထက်နည်းနည်း live ပွဲလေးတစ်ခုပေါ့နော် live ပွဲ topic လေးတစ်ခုအကြောင်းကိုကျွန်တော်စဉ်းစားမိတဲ့ဟာလေးကျွန်တော်ညီကိုတွေနဲ့ sharing လုပ်ပေးခြင်းတယ်ဆိုတော့ဒါအဓိကတော့ဒီလိုမျိုးပွဲစဉ်တွေအကြောင်းအများကြီးပြောနေရတဲ့ဆိုင်နည်းနည်းဘောလုံးဝင်းပြင်ပအကြောင်းအရာလေးတစ်ခုပေါ့ဆိုတော့ကျွန်တော်အခုကဘောလုံးပွဲစဉ်တွေမှာအချိန်ကြီးအများကြီးကစားရတာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအများကြီးရှိတယ်ဆိုတော့ဒါပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာဆိုရင်ကျွန်တော်2022လောက်ကစပြီးတော့အချိန်ပိုတွေဆိုရင်9မိနစ်到10မိနစ်ဒုတိယပိုင်းတွေမှာဆိုအဲ့လိုမျိုးအချိန်ပိုတွေအများကြီးပေးလာတယ်ပွဲတွေလည်းများလာတယ်အထူးသဖြင့် Premier League ကဘောလုံးသမားတွေဆိုလို့ရှိရင်တော်တော်လေးပွဲဆက်တွေတအားများလာတယ်ပေါ့နော်မိနစ်90ပြင်ဒါအားလုံးပေါင်းတွက်လိုက်လို့ရှိရင်မိနစ်100လောက်ထိပြန်မြအဖြစ်တော့ကြာနေတဲ့ပုံစံမျိုးဖြစ်နေမိနစ်90ပထမပိုင်းအချိန်ပိုက maybe 10မိနစ်2မိနစ်လောက်ဖြစ်ပဲပြီးရင်ဒါပြီးသွားလို့ရှိရင်လက်ကျန်နာကျင်အချိန်ပိုက9မိနစ်10မိနစ်ဆိုတော့ okay game ထဲမှာကစားရတဲ့ဟာမိနစ်100လောက်ဖြစ်လာတာပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘောလုံးပွဲအရင်တော့ဒိုင်လူကြီးဟောင်းဖြစ်တဲ့ Mark Clan ဘက်ကပြောခဲ့ပူတာရှိတယ်ဘောလုံးပွဲစဉ်တွေမှာတဲ့တကယ်တမ်းကျွန်တော်တို့ဘောလုံးတကယ်ကစားနေရတဲ့အချိန်ကအခုလက်ရှိကစားနေတဲ့အချိန်ကတဝက်ကြော်လောက်ပဲရှိတယ်ဆိုလို့ကျွန်တော်မိနစ်90ကနေ60လောက်ထိ actual play ကအဲ့လောက်ပဲရှိတယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့အဲ့မှာထွက်ခဲ့တဲ့စစ်တမ်းတွေအရဆိုရင်ဟုတ်တယ် Premier League မှာအဲ့တော့2022 3လောက်မှာပေါ့နော်ထွက်ခဲ့တဲ့မှတ်တမ်းတွေအရဆိုရင်တကယ်တမ်းကျွန်တော်လက်ပြဘောမြောက်ဖို့အတွက်အချိန်ယူတာလမ်းလျှောက်တာတိုင်မင်ယူတာစသဖြင့်ဟိုဘောလုံးကိုပေါ်ဝါနဲ့တုတ်တာကိုသမားဂိုးကစ်ကန်ဖို့အတွက်အနောက်ကိုဆုတ်တာဟိုဘေးထွက်သွားတဲ့ဘောလုံးတွေကိုလိုက်ကောက်ရင်းနဲ့အချိန်နေကြတာဒိုင်နဲ့ကစားသမားနဲ့စကားပြောတာအောင်မွဲခံတာစသဖြင့်အဲ့လိုမျိုးလေလွင့်တဲ့အချိန်တွေကျွန်တော်တို့ကနာကျင်အချိန်မိုးကကြတော့အခုပေးနေရနာကျင်အချိန်မိုးကကြတော့ injury time ကိုပဲကောက်လုပ်တာလို့ယူဆလို့ရတယ်ကျန်တဲ့ time wasting ဘာညာလောက်တော့လုပ်ပေမဲ့ဒါညီကိုလည်းသိပါတယ်ကိုတကယ်စိတ်ထဲမှာတွေးရတဲ့ injury နဲ့တကယ်တမ်းပွဲမှာပေးတဲ့ injury နဲ့ကမတူဘူးဗျာဒါဟိုအသင်းမို့လို့ဒီအသင်းမို့လို့မဟုတ်တကယ်တမ်းဘယ်ပွဲဖြစ်ကိုစိတ်ထဲမှာတော့အချိန်ပေါ်ကဒီလောက်တော့ဖြစ်တဲ့နေဆိုပြီးမြင်တဲ့ပွဲစဉ်တွေမှာတကယ်ပေးတဲ့ဟာနဲ့ဆိုရင်တိတ်ပြီးမကိုက်နေဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ခုနကျန်တဲ့နည်းနည်းဟိုခိုးအချိန်ခိုးတဲ့ဟာလေးတွေကတိတ်ပြီးသတိမထားမိတဲ့ဟာလေးပေါ့တယောက်နဲ့စကားပြောတဲ့ဟာတွေဒိုင်းနဲ့စကားပြောတာတွေတိုင်မင်တာတွေ free kick ကန်မို့တော့ရက်တဲ့ဟာတွေစသဖြင့်အဲ့လိုမျိုးမတိလိုက်မတိတာပဲနဲ့ကုံသွားတဲ့အချိန်တွေကလည်းဘောလုံးပွဲအတွက်မှာတကယ်တမ်းပိုများတယ်အဲ့တော့တကယ် actual play ကဘောလုံးကိုတကယ်ကွင်းထဲမှာကစားနေတဲ့အချိန်ကမိနစ်60ဝန်းကျင်လောက်ပဲရှိရလို့ပြောတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်သူကနောက်ထပ်အနာဂတ်မှာဘောလုံးပွဲစဉ်တွေကိုမိနစ်60လောက်ပဲကစားလို့ရှိရင်အဲ့လိုမျိုးကစားတဲ့ဟာမျိုးဖြစ်လာနိုင်တယ်ဆိုပြီးတော့သူကပြောပြတာတယ်ဆိုတော့ဟိုသူပြောခဲ့တဲ့ပုံစံအရတော့ဘောလုံးပွဲတွေဘယ်လိုလဲဆိုတော့တခြားအားကစားနည်းရပွဲစဉ်တွေလိုမျိုးအချိန်ကိုဒိုင်လူကြီးရဲ့နာရီကနေမသွားနဲ့ဒိုင်လူကြီးရဲ့ stopwatch ကနေမသွားဘဲနဲ့အချိန်ကိုအခုကျွန်တော်တို့မြင်နေရတဲ့ TV screen ဒီလိုမျိုးဖန်သားပြင်သူတို့ကွင်းထဲမှာဆိုလဲ school book ပေါ့နော်ဆိုတော့အဲ့မှာအချိန်ကိုပြထားပေးမယ်အဲ့ဒီအချိန်သွားတဲ့ရက်တဲ့စနစ်ကိုကျွန်တော်ကဒီကွင်းအပြင်ကဥမာ fourth official ပဲဖြစ်ဖြစ် VR အခန်းထဲကဒိုင်လူကြီးတယောက်ကပဲဖြစ်ဖြစ်သွားမယ်ပွဲကိုကြည့်နေမယ်တကယ်ပွဲကစားတဲ့ဟာကိုပဲအချိန်စနစ်ကိုသွားရမယ်ဆိုတော့အနည်းဆုံးဖူဆယ်ပွဲလို့ပေါ့ဗျာဖူဆယ်ပွဲမှာဆိုရင်အဲ့လိုမျိုးပဲလေတကယ်တမ်းကွင်းအတွင်းမှာ play လုပ်နေတော့မှပဲအချိန်ကသွားနေတာမဟုတ်လို့ရှိရင်အချိန်ကမသွားနိုင်ဘူးဆိုတော့အဲ့လိုလုပ်လို့ရှိရင်တော့ကစားသမားတွေ time wasting လုပ်တာတွေဘာတွေညာတွေခုနပြောသလိုမျိုးလေလွင့်အချိန်ကိစ္စစကားများတာတွေဒါတွေကတော့အာယုံနောက်သွားမယ်ဒိုင်လူကြီးကိုလည်းတော့ပွားလို့မရဘူးဘာလို့ဆိုတော့အချိန်ကဒိုင်လူကြီးလောက်တာမဟုတ်သူလည်းအပေါ်ကဆော့ဆိုရင်ဆော့ရမယ်အပေါ်ကနားဆိုရင်နားရမှာပဲဆိုတော့ဒိုင်လူကြီးကိုအချိန်မုံနဲ့ပတ်သက်ပြီးစောတကတက်တဲ့ကိစ္စမျိုးတွေလည်းတိတ်မဖြစ်နေတော့ဘူးပြီးတော့နီးပြတွေကိုယ်တိုင်လည်းခြေနဲ့တာတွေမခြေနဲ့တာတွေတိတ်မရှိတော့ဘဲနဲ့ကွဲနဲ့စကိုးပုံမှာဥမာကိုပွဲရမကစားနေဘူးရက်နေတယ်ဒီကောင်နာရီရက်သွားနေတယ်ဆိုရင်တော့ဒါ complaint တက်လို့ရတယ်နာရီမသွားဘူးဆိုရင်သူလည်းဘာမှ complaint တခြားထပ်တက်စရာမရှိရတကယ် actual minute အတိုင်းတကယ်ကမ်းမယ်ပေါ့ဆိုတော့ဒါကလည်းဘလုံးလောကမှာအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ်
အကြောင်းအရာ topic တစ်ခုပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုနောက်ထပ် shoot down တစ်ခုကနေထပ်ပြီးစဉ်းစားကြည့်တဲ့အခါမှာဒီဘက်ခက်သက်မှာပေါ့အဲ့ဒါလေးကျွန်တော် post လေးတစ်ခုတွေးလိုက်လို့ပါဆိုတော့ဒီဘက်ခက်သက်မှာဘောလုံးပွဲစဉ်တွေကိုမိနစ်90အပြည့်ကန်တာတွေကိုလူတွေကနောက်အနာဂတ်မှာကြည့်ကြပါအောင်မလားပေါ့ဒါကလည်းကျွန်တော်တို့စဉ်းစားကြဖြစ်လာပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ထည့်ပြီးစဉ်းစားမှာကိုကိုရိုင်းတွေကပဲအသက်တွေတအားကြီးလာလို့လားတော့မသိဘူးအရင်ကျွန်တော်တို့ရဲ့နောက်ပိုင်းခေတ်ပေါ့နော်အနည်းဆုံးပြောရရင် generation Z ပေါ့ဆိုနောက်ပိုင်းကလေးငယ်တွေ2K ဘုံနောက်ပိုင်းမွေးတဲ့ကလေးတွေကဘောလုံးပွဲစဉ်တွေကိုတကယ်ရောကြည့်ကြင်ကြသေးရဲ့လားပေါ့ဘောလုံးပွဲဝါသနာပါနည်းနည်းနဲလာတယ်ဗျကျွန်တော်တို့ခေတ်တုန်းကကြတော့ဒါကကိုယ့်ရဲ့ဒီmanly character ကိုပြဖို့အတွက်တခုတည်းသော entertainment လုပ်တဲ့နေရာလည်းရှိတယ် game တွေလည်းရှိတော့ရှိတယ်ဗျဒါပေမဲ့ game ကဘောလုံးလောက်ကျွန်တော်အတွက်ဆိုရင်ပြောတာပါမလွယ်ကူနေဘူးကျွန်တော်အိမ်မှာလည်း game set တွေပါလည်းဝယ်နိုင်တဲ့အနေအထားမှာလည်းမရှိနေဘူးငယ်ငယ်တုန်းကဆိုရင်ဆိုတော့ဘောလုံးပွဲကိုစီးမျောပြီးခံစားဖို့ကကျွန်တော်တို့ပို့ပြီးတော့ယောက်ျားလေးတယောက်ရဲ့ character ကိုပြဖို့အတွက်နီးစပ်တယ်ဗျယောက်ျားလေးအချင်းချင်းဘောင်ဝင်မှုယောက်ျားလေးအချင်းချင်းငယ်ငယ်တုန်းကအချိန်မှာစကားတွေဖလှယ်ဖို့အတွက်တကယ်မှလူကြီးတွေနဲ့တကယ်ကိုအားကြရတဲ့တကယ်ကိုကကလေးသူတို့ကလူပြိုအရွယ်ဖြစ်နေတဲ့လူကြီးတွေနဲ့ကိုကလက်ဖေးဆိုင်မှာရင်မောင်တန်းပြီးစကားပြောနိုင်မှုကဒီရဲ့စုံမှတ်က common point ကကျွန်တော်တို့ဘောလုံးပွဲပဲရှိတာဆိုတော့ကျွန်တော်တို့ကတကယ် passion ဖြစ်ပြီးကြည့်ခဲ့တာဥမာဒါကျွန်တော်တယောက်တည်းမှမဟုတ်ပါဘူးဒီ generation 2ရဲ့ညီကိုတွေဆိုအကုန်လုံးသိတဲ့အတိုင်းပဲကျွန်တော်ချန်ပီယံလိပွဲစဉ်တွေဆိုညာပိုင်းနေတည့်မှာမွေမကြောက်ခင်းမကြောက်နဲ့ထွက်ကြည့်ခဲ့ကြတယ်ကိုနေတဲ့နေရာဒေတာအလိုက်ပေါ့အဲ့လိုမျိုးထွက်ကြည့်ခဲ့ကြတာရှိတယ်အေးအပြက်ခံပြီးတော့တကယ်ကြည့်ကြရရှိတယ်ဘောလုံးပွဲကိုကျန်တဲ့လူမှုရေးကိစ္စတွေမိသားစုကိစ္စတွေရှိနေပေမဲ့လည်းတကယ်ဦးစားပေး priority ထားပြီးတော့ကျွန်တော်တို့ကပွဲတွေကိုစီးမျောခဲ့ကြတာဒါပေမဲ့အခုခေတ်ကလေးတွေကကြတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒါ blame တာမဟုတ်ပါဘူးเนาะဒီတိုင်းခေတ်ကပြောင်းလဲမှုကိုပြောပြတာသူတို့မှာအာယုံစိုက်စရာတွေကများတယ် entertainment အပန်းဖြေစရာနေရာတွေကလည်းများတယ်အဲ့တော့ဘယ်လိုပြောမလဲကျွန်တော်မြင်နေရပါစနေနေ့ည7:00 နာရီခွဲလို့အချိန်မျိုးမှာအပြင်မှာအပေါင်းအသင်းတွေစုပြီးတော့ဘောလုံးပွဲကိုအပျော် vibe အနေနဲ့ကြည်တာပြောချင်တာမဟုတ်ဘူးဒါပေမဲ့ခုနပြောသလိုတခြားကဏ္ဍတွေကလည်းအများများသွားပြီဗျာဘားတွေလည်းရှိတယ် club တွေလည်းရှိတယ်သိလားအဲ့တော့ဒီလိုမျိုးအနေထားမှာလူငယ်တွေကိုဘောလုံးပွဲကဘောလုံးပွဲဘာမှမလုပ်ဘဲနဲ့အိမ်မှာဘောလုံးပွဲကြည့်ဖို့အတွက်ရှိနေဖို့စီးရုံးရတာဒါမှမဟုတ်ဆွဲဆောင်ရတာသူတို့အတွက်ကဒါကြီးကဘယ်လိုပြောပျော်စရာကောင်းတဲ့အချက်ကြီးတစ်ခုမဖြစ်နေတော့ဗျအဲ့တော့ဒီနောက်ပိုင်း20ဝန်းကျင်ကလေးတွေမှာဆိုတဲ့ညာ17နာရီတို့ဘောလုံးပွဲကြည့်မယ်စားclub မှာပဲသွားလိုက်မှာပေါ့ဆိုတဲ့ဟာမျိုးတွေကပို့ပြီးတော့များလာပြီဒါကတကဘာလုံးမှာဆိုလဲသူတက်ဆိုင်ရာကိစ္စတွေနဲ့ပေါ့ဗျဥပမာ game ဆော့တာသူတို့အတွက်ပိုကြိုက်လာတယ်တခြားအပန်းဖြေတဲ့နီးလန်းတွေသူတို့မှာအများကြီးရှိလာတယ်ဆိုတော့မိနစ်90အချိန်1နာရီခွဲ2နာရီလောက်ပေးပြီးဘောလုံးပွဲကြီးကိုပြီးအောင်ကြည့်ဖို့ဆိုတာသူတို့စိတ်ဝင်စားတဲ့ entertainment တစ်ခုမဟုတ်တော့တာတော့သိကြတယ်အဲ့အတွက်ကြောင့်ပြီးတော့လူတွေရဲ့ခက်ကအရင်မွန်းချက်ပြီးတော့တိုးတက်လာတဲ့အခါကျတော့လူတွေကအကုန်လုံးတုတ်နဲ့လောက်ရတာပေါ့ပြီးတော့အမြန်လဲကြိုက်လာဆိုတော့ရုပ်ရှင်တကားတနာရီကိုမကြည့်ကြတော့ဘာလို့လဲ movie recap ကြည့်ရယ် movie recap ကြည့်တာ9မိနစ်6မိနစ်နဲ့ဇာတ်လမ်းအကုန်သိရပြီးရင် scroll လုပ်လိုက်တယ်ကြော်လိုက်တယ်သွားပြီအဲ့တော့ရုပ်ရှင်ထဲမှာ director ပြခြင်းတဲ့ concept တွေ director ရဲ့အတွေးခေါ်တွေစသဖြင့်ဒီလိုမျိုးဟာတွေလည်းဘာမှမခံစားကြတော့ခံစားဖို့လည်းအချိန်မရှိဘူးခံစားဖို့လည်းအဲ့လောက်ကြီးဒီစိတ်မဝင်စားဘူးဆိုတော့ဒါရုပ်ရှင်နဲ့ပတ်သက်တဲ့တချင်းအတူတူပဲသိလားဒီတချင်းမှာဒီ artistက musician ကပေးခြင်းတဲ့chord အယူအဆတွေ chord modulation တွေပဲဖြစ်ဖြစ်သိတယ်မှာအဲ့လိုrap guitar တွေဆိုလဲအဲ့မှာသုံးတဲ့ punch line တွေပဲဖြစ်ဖြစ်ဒီ hip hop ကတကယ်အစီအနှစ်တွေပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေသူတို့သိပြီးတော့မခံစားကြတော့ TikTok ကြည့်လိုက်တယ် TikTok မှာ trend ဖြစ်တဲ့ sound တချင်း trend ဖြစ်တဲ့ဟာတော့အခုဆို TikTok မှာရှာနေတဲ့မျိုးဆက်လို့အောင်ပြောရမှာပေါ့လေဆိုတော့ကျွန်တော်ကတော့ခက်နောက်ကြတယ်ပဲပြောအဲ့လို TikTok မှာစကားတွေပါတွေတယောက်နဲ့တယောက်ပြောလို့ရတယ်ဆိုတော့ကျွန်တော်သိတာမနေ့တနေ့မှသိတာဆိုတော့အဲ့လောက်တည်းကိုကျွန်တော်ပြောချင်တာနောက်ပိုင်းကလေးတွေကအဲ့လို TikTok ကိုပဲတကယ်အဓိကထားပြီးတော့သူတို့ရဲ့ဦးစားပေးအနေနဲ့တုံးကြတော့တာဆိုတော့ဒီလိုမျိုးအနေထားမှာဘယ်လိုပြောမလဲအဲ့တချင်းဆိုရင်လေ TikTok မှာ trend ဖြစ်တယ် TikTok မှာ trend ဖြစ်တော့မှ YouTube မှာတော့ပြန်ရှာရခဲ့ဆိုတော့ကိုသဘောကျတဲ့ artist ကို follow လုပ်ထားပြီးတော့ဒီ artist ကဘာသချင်းနေနားထောင်လဲဆိုတာကိုဒီလို YouTube ကကြည့်ရခဲ့မဟုတ်တော့ဘူးတချင်းတစ်ပုတ်အဲ့လိုကိုသဘောကျလို့တွေ့လာပြီးကြိုက်လာပြီးနာမည်ကြီးလာပြီးဆိုရင်အဲ့ YouTube ကအဲ့ဒီမူရင်းတချင်းရဲ့အောက် comment အောက်မှာတက်ကြည့်လိုက် TikTok ကတွေ့လို့လာကြည့်တဲ့လူတွေစုပဲဆိုရဲ comment အဲ့ဒါအများကြီးပဲယာနဲ့ထောင်နဲ့ကြည့်ပြီးတော့အဲ့လိုရှိရဆိုလို့ကျန်တာတို့ဒီတချင်းတစ်ပုတ်ကိုအဲ့လို4မိနစ်5မိနစ်လောက်အချိန်ပေးပြီးဒီတချင်းရဲ့အနှစ်သာရကိုခံစားဖို့အတွက်မလုပ်ချင်တော့ဒါတော့မှဒါတချင်းနေဆို single release kit เนาะတပုတ်ချင်းစီထွက်တဲ့ kit
ဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ဆိုရင်ကြတော့လေတချင်းကိုသိလားအဲ့လိုအဆိုတော်ကစီပေးလိုက်တဲ့ numbering order ကိုအရသာခံပြီးခံစား तू က track list ကို1 2 3 4 5 6 9 8ဘာလို့သူဒီလိုပေးရလဲဒီတချင်းပြီးရင်ဒီတချင်းအဲ့လိုမျိုးတစ်ခွေလုံးကိုဒီ tape ခက်မှာဆို A side B side ပေါ့ဒီ CD DVD ခက်မှာဆိုလေတစ်ချက်တည်းနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးခံစားရတာပေါ့ဆိုလို့ကျွန်တော်တစ်ခွေလုံးကိုကျွန်တော်တို့ကအရသာခံပြီးခံစားအဲ့လိုကိုသဘောကျတဲ့အဆိုတော်ရဲ့ series event တခုထွက်လာပြီဆိုရင်ခံစားခဲ့ကြတာပေါ့ဆိုတော့အခုခေတ်ကတော့ခုနကျွန်တော်ပြောသလိုပဲသူတို့ကအတိုးထွာလေးတွေကပဲ music ကိုပို့ပြီးတော့ခံစားတော့တယ်ဆိုတော့ဒါက music နဲ့ပတ်သက်တဲ့အပိုင်းပေါ့နောက်တစ်ချက်ကစာဆိုလဲတူတူပဲFacebook သုံးရတာတချို့တွေဆိုရင်အခုနောက်ပိုင်းကလေးဆိုတိတ်ပြီးတော့မသုံးကျင်ကြတော့ဘူးဗျာသုံးလဲတိတ်မသုံးကြတော့ဘူးဆိုတော့ဘာလို့လဲဆိုတော့စာရှိကြီးတွေရေးကြတယ်စာနဲ့ဆုံးမတဲ့ဟာတွေများတယ်ဆိုပြီးတော့ဆိုလို့စင်တာစာရှိရင်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်မဖတ်ကျင်ကြတော့ဘူးဆိုတော့ဟိုတချို့တကယ်အရေးကြီးတဲ့ information ကိုသိနေတယ်ဒါဒီ information ကိုလည်းကိုတကယ်လို့ဒါပေမဲ့စားရှည်နေတယ်အဲ့တော့ရှည်နေတဲ့အတွက်မဖတ်ချင်ကြတော့အဲ့ဒီရှည်နေတဲ့ဟာကို copy ကူးပြီးတော့ဟို ChatGPT တို့ Gemini တို့မှာအနှစ်ချုပ်သွားပြီးတော့ပြန်ခိုင်းတဲ့လူရှိစားရှည်လို့မဖတ်ချင်လို့လိုရင်းပြောပါဆိုပြီးတော့အဲ့လိုသွားပြီးပို့တဲ့ခက်ကိုရောက်သွားပြီဆိုတော့စားရှည်မဖတ်ချင်ဘူးတချင်းဆိုရင်တချင်းကပေးရတာ4မိနစ်5မိနစ်စာသို့မဟုတ်တစ်ခွေလုံးစာအပြည့်အဝနားမထောင်ချင်တော့ရုပ်ရှင်တကားလုံးမကြည့်ချင်ဘူးဆိုတော့အဲ့လိုအနေထားမှာနောက်တစ်ခေတ်ရောက်လာလို့ရှိရင်နောက်တစ်ခေတ်စာပဲကျွန်တော်တို့ကနေကြော်သွားတယ်ကျွန်တော်တို့ကလုံးဝအဖိုးကြီးတွေ BJ ကြီးတွေဖြစ်သွားတယ်60 90ဖြစ်သွားတယ်အခုမှမွေးလာမယ့်ကလေး20 30သူတို့ခက်ကိုရောက်လာရင်ခက်ကမွန်းချက်မှုရဆိုလဲဘလုံးဘွဲကိုသူတို့အချိန်စုစုပေါင်းပေါ့နော်ဆိုတော့ကျွန်တော်စကန်တဲ့အချိန်ကနေနားချိန်15မိနစ်နဲ့ injury တိုင်းတွေအပါထည့်တွက်2နာရီလောက်ကိုသူတို့အချိန်ပေးပြီးခံစားကြမှာမလားဆိုတော့အခုဆိုရင်တော့ကျွန်တော်ကြည့်နေရတော်တော်များများအရင်မကြည့်နိုင်ကြတော့ဘူးတပွဲလုံးတဲ့မှာအရင်အချိန်ပေးပြီးတော့ကြည့်လည်းမကြည့်ကြင်ကြတော့ဘူးဆိုတော့တို့ဘာလုပ်လဲဆိုတော့highlight ကြည့်မယ်အချိန်ပေါ်ဘုံလုံးပွဲတို့ခံစားတဲ့ပုံစံဒီလောက်ဆိုလုံလောက်ပြီသတင်းတွေအများကြီးတင်နေတဲ့ဒီခုနပြောတဲ့ content creator ဒါမှမဟုတ် follow လုပ်လို့ရမယ်လူတယောက်ကို follow ရမယ်ကိုအားပေးတဲ့အတင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပါညာသတင်းတွေသိနေမယ်ပြီးရင်ပွဲနဲ့ပတ်သက်ရင်စောရင်ကြည့်လိုက်မယ်ကြည့်လို့ရှိရင်လည်းပွဲကိုဒီတိုင်းနှစ်နာရီလုံးအပြည့်အဝခံစားရလို့ဆိုအရင်ရှားသွားရအကုန်လုံးကဖုန်းလေးပေါ်ရတဲ့တဲ့မှာဟို commentary ကကန်နေဂိုးတယ်စသည်ဖြင့်အဲ့လိုမျိုး online လို့ရှိရင်တခုခုကြတော့မှ attention ကိုလှမ်းပေးပြီးတော့ကြည့်တဲ့ပုံစံမျိုးကတော့ဖြစ်သွားခဲ့ပြီဆိုတော့ဒီလိုမျိုးအနေထားမှာအဲ့ဒီနောက် generation ကတော့မိနစ်60လုံးဒီဘောလုံးပွဲကိုထိုင်းမိနစ်60လုံးtotal အဖြစ်အချိန်2နာရီလောက်အချိန်ပေးပြီးဒီဘောလုံးပွဲကိုကြည့်ဖို့ဆိုတာတော့မလွယ်တော့ဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့တော့နောက်နာကမှာမိနစ်60ဘောလုံးပွဲဆိုတာတကယ်ဖြစ်လာနိုင်မှာကျွန်တော်အမြင်ပြောရင်တော့ဖြစ်လာနိုင်တယ်ဘာလို့ဆိုခက်ကစိတ်မှမရှိကြတော့တာအဲ့တော့ကစားသမားတွေကလည်းပွဲပန်းလို့မိနစ်တွေများလို့ဆိုပြီးအော်မယ်ဒီဘက်ကကြည့်ရလူကလည်းအချိန်လျှော့ရင်လည်းလျှော့လိုက်ပါဆိုရဲတခက်ကိုကျွန်တော်တို့ခက်အလွန်မှာတော့ဖြစ်လာနိုင်တယ်ကိုရီးယားတော့ဒါနဲ့စပြီးကြည့်ခဲ့ရတာသူတို့ကကြတော့ဒါကြီးကဘောလုံးပွဲကြီးကကြာလိုက်တာကွာဆိုပြီးစကြည့်ခဲ့ရတဲ့မျိုးဆက်ဖြစ်တဲ့အတွက်နောက်မျိုးဆက်ကတော့အဲ့ဒီတော့ကြောင့်သူတို့ကတော့မြန်မြန်ပြီးလေကောင်းလေပဲမြန်မြန်ပြီးမြန်မြန်အဖြေတီးပြီးရင်အနည်းဆုံး highlight ကြည့်မယ်ဒီတက်ပြည့်ပြည့်စုံသိချင်ရင် extended highlight ကြည့်မယ်ဆိုရယ်ခက်ကိုတဖြည်းဖြည်းနဲ့ရောက်လာပြီဆိုတော့ကျွန်တော်အမြင်မှာတော့ဒါအနာဂတ်မှာဖြစ်လာနိုင်တယ် maybe နားချိန်တွေပါမယူတော့ဘဲနဲ့တောင်မှသိလားမိနစ်60ဘာလို့45မိနစ်ကို15မိနစ်ပဲတိုးကန်မယ်နားမနေနဲ့တော့ကွာဆိုပြီးတော့လုံးဝဟိုအခုခေတ်လိုမျိုးကျွန်တော်တို့က half time မှာနီးပြအပြောင်းလဲလုပ်ဖို့ပါညာတော့နီးပြတွေကအချိန်ရတော့မှပွဲအစတပွဲတဲ့10မိနစ်နိုင်အတိအကျတိုင်မင်နဲ့မှတ်ပြီးကန်မိနစ်60တနာရီဆိုပြည့်ပြီးအဲ့တနာရီတွင်းမှာလူစား9ယောက်လဲဆိုတဲ့ပုံစံမျိုးနဲ့တော့နောက်ပိုင်းဘောလုံးပွဲတွေကဖြစ်လာမယ်တုတ်သွားတုတ်ပြန်မြန်ကန်မြန်နာနောက်တစ်ဝဲကိုမြန်စားမြန်ကန်ဆိုတဲ့ပုံစံမျိုးတွေတဖြည်းဖြည်းနဲ့ဖြစ်လာတော့မယ်လို့ထင်တယ်ဆိုတော့ညီကိုတို့နောက်အနာဂတ်မှာဖြစ်လာနိုင်တဲ့မိနစ်60ဘောလုံးပွဲစဉ်တွေဘယ်လိုမြင်လဲကိုရိုင်းရောမိနစ်60ပွဲစဉ်တွေလာလို့ရှိရင်ကြိုက်မယ်ထင်လားအခုလက်ရှိကန်နေတဲ့ဘောလုံးပွဲတွေကအရင်အချိန်ပေးရတာများတယ်လို့ခံစားနေရသေးလားကိုယ့်ရဲ့အမြင်အောက်က comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်ကြည့်ပေးညီကိုတို့အားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲစီးပါ